အားလုံးပဲမင်္ဂလာပါကျမရဲ့ KT channel ရတဲ့ပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့ပေါ့နော်အားလုံးကိုပေါ့နော်ကျမအကြောင်းအရာလေးတခု sharing လုပ်ပေးသွားခြင်းနဲ့ motivate လေးပေးသွားခြင်းနဲ့ပေါ့နော်ဒီနေ့ပေးချင်သွားတဲ့ model လေးကတော့ပေါ့နော်တခါလေကြာရင်ကျမတို့ခံစားရတယ်ပေါ့နော်အခြေအနေတွေဟာပေါ့နော်ဒီကိုစူးစမ်းနေပါရင်လည်းဘာမှ changes ဖြစ်မနေဘူးကိုကတော့အများကြီးပေါ့နော်လုပ်နေတယ်ဒါပေမဲ့ပေါ့နော်ဘာမှလည်းဖြစ်မလာဘူးငါပေါ့နော်စူးစမ်းနေတာဘယ်နှစ်နှစ်ရှိနေပြီလဲငါလုပ်နေတာဘယ်နှစ်နှစ်ရှိနေပြီလဲဘာမှလည်းပေါ့နော်ဒီတိုးတက်မလာဘူးတိုးတက်ပေါ်တယ်ပေါ့နော်အရင်ကြီးတိတာမနေဘူးအရင်ကြီးလုံးဝ changes ဖြစ်မတော့ဘူးလို့ခံစားနေရတဲ့အခါမျိုးကျမတို့ရှိကြတယ်ဟုတ်ဆိုတော့ပေါ့နော်အဲ့လိုမျိုးအချိန်မျိုးကြရင်ပေါ့နော်ကျမအားလုံးကိုပြောချင်တာကစူးစမ်းနေလိုက်စူးစမ်းနေတဲ့အချိန်မှကြီးလဲပေါ့နော်ဒီပေါ့နော်အော်ရပြီတလောက်လေးပဲဒီနေ့တော့တလောက်တော်ပါပြီဆိုတာမျိုးမဟုတ်ပဲねပေါ့နော်ဒီထက်ဝင်ကြီးပေါ့နော်ဥမာပေါ့နော်ဆိုရင်ဒီဟာကိုစူးစမ်းမယ်ဆိုရင်တစ်ကိုရွေးပြီးွားရင်တစ်ကိုပဲအပြည့်အဝစူးစမ်းနေလိုက်ဒီလမ်းကိုရှောက်နေရဆိုဒီလမ်းကိုပဲအပြည့်အဝစူးစမ်းနေလိုက်ပေါ့နော်တော်တော်ကြီးပေါ့နော်စူးစမ်းနေလိုက်ကျမပြောချင်တာအရင်စူးစမ်းနေလိုက်လုံးဝပေါ့နော်ထက်ဝင်ကြီးစူးစမ်းပြလိုက်ပေါ့နော်ဥမာ3 months ဖြစ်စေ6 months ဖြစ်စေပြောချင်တာ3လဖြစ်ရင်ဖြစ်စေ6 months 6လလည်းဖြစ်ရင်ဖြစ်သွားလိမ့်မယ်ပေါ့နော်စူးစမ်းနေလိုက်ပေါ့နော်ဒါကိုပဲအဆက်မပြတ်လုပ်နေလိုက်ဆိုတော့အဲ့ချိန်ကျရင်ပေါ့ပြောရမယ်ဆိုစူးစမ်းတာကလည်းပြောရမယ်ဆိုပြိုင်ပွဲတစ်ခုလိုပဲ is like competition ပေါ့နော်သူကဘာနဲ့တော့ပြိုင်ရလဲဆိုတော့ပေါ့နော်ကြရှုံးခြင်းနဲ့တော့ပြိုင်ရတာကျမတို့မစူးစမ်းဘူးဆိုရင်သိကြတယ်ပေါ့နော်ဒီပေါ့နော်ငါဒီတက်ရွယ်ရောက်ပြီငါဘာမှလည်းဖြစ်မနေသေးဘူးငါဘာမှလည်းဖြစ်လာတော့မှမဟုတ်ဘူးဆိုတဲ့စိတ်မျိုးပေါ့နော်လုံးဝဒုံကြောက်သွားတဲ့စိတ်ကလုံးဝကိုကချုံနေသွားတာဒီချုံနေတာကပေါ့နော်ကျမတို့ကိုနိုင်သွားတာဆိုတော့ကျမတို့ကတကယ်အောင်မြင်ခြင်းနဲ့ပြီးတော့ပေါ့နော်တကယ်လဲပေါ့နော်အရင်ကြီးကိုပေါ့နော်ပေါ့နော်ဒီပေါ့နော်တခုခု changes ဖြစ်ခြင်းနဲ့ဒါပေမဲ့အခုချိန်ကဘာမှမဖြစ်သေးတာကဒါလုံးဝစိတ်တုံလုံးဝပေါ့နော်ချုံသွားတာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျမတို့စိတ်ကအချုံမပေးသေးဘူးပေါ့နော်ဆိုတော့ပေါ့နော်လုံးဝကြည့်အောင်မြင်ခြင်းနဲ့အခုချိန်ဘာမှမပြောင်းလဲသေးဘူးဆိုပေမဲ့လုံးဝဆက်တိုင်း3လတန်နေဖြစ်စေ6လတန်နေဖြစ်စေတချို့ကြတော့တနည်းလောက်ကြီးဖြစ်ကောင်းဖြစ်သွားလိမ့်မယ်လုံးဝကြီးစူးစမ်းနေလိုက်လုံးဝအဆက်မပြတ်ကြီးပေါ့နော်ကျွန်မပြောရဲတယ်ပေါ့နော်တနည်းလောက်ထိတော့အောင်လောက်ကြံမလို့ဘူး6လအထိပဲပေါ့နော်6လအထိပဲလုံးဝအဆက်မပြတ်တီပပကြီးလုံနေလိုက်မယ် effort လည်းအရန်ကိုထုတ်နေလိုက်မယ်ဆိုရင်သိကြတယ်တင်သိမ့်မကြောက်လုံးဝကြီး different ဖြစ်သွားတဲ့ changes တခုကိုတင်တွေ့ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ပေါ့နော်ဒီနေ့အားလုံးကိုကျွန်မပြောချင်တာကတင်အခုချိန်မှာဘာမှမပြောင်းလဲသေးဘူးဘာမှလည်း changes ဖြစ်မနေဘူးကြိုးစားနေတယ်ဆိုရင်တင်ဘလောက်အတိုင်းတာထိကြိုးစားနေလဲတမမဟုတ် shoot out ပြောင်းပြောကြိုးစားရမလားငါကြိုးစားနေတဲ့ပုံစံကဘယ်လိုဖြစ်နေလို့လဲဆိုတာမျိုးကိုနံပါတ်1 3တာနံပါတ်2ကတော့ပေါ့နော်တကယ်ကိုရွေးပြီးွားပြီး shoot out မှာရွေးပြီးွားပြီးဘယ်လိုကြိုးစားရမလဲဆိုတော့ပုံစံမှာရွေးပြီးွားရင်ထဲဝင်လုံးဝ crazy ဖြစ်ကိုကြိုးစားနေလားလုံးဝကြီးအဲ့လောက်ဆိုရပြီဆိုတော့အစ်စ်မျိုးမဟုတ်ပဲねငါအရင်ကြီးကိုစူးစမ်းထားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ရှောက်လာပဲရှင်စူးစမ်းလုံးဝ different ဖြစ်သွားတဲ့ changes တခုကိုတင်မြင်ရပါလိမ့်မယ်လို့ကျွန်မပြောရင်းနဲ့ဒီနေ့ကတော့တလောက် motivate ပေးနေ see you in the next video ပါရှင်